တီးခဲ့တဲ့ဘိုင်းမှာတော့ဂိုင်းသားတွေထွက်သွားကြတာကြောင့်လင်္ကာဂိုင်းမှာဂိုင်းသားနှဲငယ်တာကျန်မာတော့တယ်ဒါကြောင့်ဂိုင်းတော်ဦးဆောင်မှုခေါင်းဆောင်တစ်ကိုရွေးချယ်ကြပါတယ်အသက်ကြီးဆုံးကျောင်းသားလည်းဖြစ်ပထမဆုံးဂိုင်းသားလည်းဖြစ်တဲ့ဂျိုးကိုခေါင်းဆောင်လုပ်ဖို့ကျန်တဲ့ဂိုင်းသားတွေအားလုံးကအညီတညွတ်ထဲသဘောတူလိုက်ကြပါတယ်ပထမဆုံးမစ်ရှင်ကဘာလဲလို့ခေါင်းဆောင်တစ်ကိုဂိုင်းသားတွေကမေးလိုက်တဲ့အခါမှာတော့နောက်လာမယ့်ဆောင်ဝေးပွဲတွေအတွက်ဝိညာဉ်သားရဲတွေကိုရှာဖွေကြရမယ်လို့လူနဲ့ဂျိုးကတပြိုင်တည်းပြောလိုက်ပါတယ်အဲ့ဒီခါမှာတော့လူရဲ့စဉ်းစားပုံစဉ်းစားနည်းကခေါင်းဆောင်ဟောင်းဖြစ်တဲ့ပန်နဲ့အတွေးခေါ်ပုံချင်းတူနေတာကိုဂျိုးကဖိုးပြီးသတိထားမိသွားပါတယ်အဲ့ဒီနောက်မှာတော့ဂျိုးကမြေပုံတစ်ခုကိုယူလာပြီးဝိညာဉ်သားရဲ့ရှာဖွေလို့ကောင်းမဲ့နေရာတွေကိုရှာကြည့်ခဲ့ပေမဲ့မတွေ့ခဲ့ပါဘူးအဲ့ဒီကလူကဝိညာဉ်သားရဲတွေရှာလို့ကောင်းတဲ့နေရာကိုသူသိတယ်လို့ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့လူတို့ဖွဲ့ကဝိညာဉ်သားရဲတွေရှာဖွေဖို့သွားတဲ့အခါမှာသူတို့လိုပဲရှာဖွေနေတဲ့လူတွေအများကြီးကိုတွေ့ခဲ့ရပါအဲ့ဒီနောက်မှာတော့လူကသူတို့ဖွဲ့ကိုလူတို့မရှိတဲ့တောင်ကဘာတစ်ခုပေါ်ကိုခေါ်လာခဲ့ပါတယ်ကြောက်တဲ့အခါမှာတော့လူကကဘာပေါ်ကနေခုန်ချလိုက်တာကြောင့်သူ့ဖွဲ့သားတွေလည်းလန့်သွားကြပါတယ်ဒါပေမဲ့လူကအောက်ပေါ်ရောက်တဲ့အခါမှာတော့သူ့ရဲ့အပင်နှစိုးကိုအသုံးပြုတာပေါ်မှာရှိနေတဲ့ဖွဲ့သားတွေကိုအောက်ကိုချပေးခဲ့ပါရှေ့ကိုနှဲငယ်ဆက်လျှောက်လိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့ပန်းတွေနဲ့ရောက်လိုမျိုးဝိညာဉ်သားရဲပေါင်းများစွာကိုတွေ့လိုက်ရပါတယ်ဝိညာဉ်သားရဲတွေမှာဆလုဒ္ဒအဆင့်ကြောင်းတတိယအဆင့်ကြာဒုတိယအဆင့်ပန်တာနဲ့ပထမအဆင့်နဂါးဆိုပြီးအဆင့်၄ဆင့်ရှိကြောင်းကိုလူကသူ့ရဲ့ဖွဲ့တွေကိုတွက်ပြနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူတို့ဖွဲ့ကအရန်ကျန်းတဲ့ Firefall လို့ခေါ်တဲ့ဝိညာဉ်သားရဲကိုတွေ့လိုက်ရပါတယ်အနီးနားမှာ Firefall ရဲ့ပိုင်ရှင်ရှိနိုင်တယ်လို့လူကသူ့ရဲ့ဖွဲ့ကိုသတိပေးလိုက်ပါတယ်အဲ့ဒီနောက် Firefall ရဲ့ပိုင်ရှင်ရောက်လာပြီးလူတို့ဖွဲ့ကိုတိုက်ခိုက်လိုက်ပါတယ်ကံကောင်းစွာနဲ့လူတို့ဖွဲ့ကလည်းအချိန်မီရှောင်လိုက်နိုင်ပါတယ် Firefall ရဲ့ပိုင်ရှင်ကဒီနေရာဟာသူ့ရဲ့နယ်မြေဖြစ်တာကြောင့်လူတို့ကိုထွက်သွားဖို့ပြောလိုက်ပါတယ်အဲ့ဒီကလူတို့ကသူတို့မှလည်းဝိညာဉ်သားရဲတွေရှိရလို့ပြောကထုတ်ဖို့ရန်ပြင်ဆင်လိုက်ပါတယ်အဲ့ဒါကိုမြင်တော့ Firefall ရဲ့ပိုင်ရှင်ကလည်းအများနဲ့တယောက်သူမနိုင်တာကိုသိတော့ခက်ပြေးဖို့ပြင်ဆင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစင်းမြင့်ဝိညာဉ်သားရဲရဲ့ကြောင်းမဖွဲခေါင်းတဲ့အတန်တစ်ခုကိုသူတို့အားလုံးကြားလိုက်ရပါတယ်သူတို့လည်းအတန်လာရာစီကိုပြေးသွားတဲ့အခါမှာတော့အစင်းနှစ်ရှိတဲ့ပန်ဒါယူနီကွန်တစ်ကောင်ကိုမြင်လိုက်ရပါတယ်အစင်းနှစ်ရှိတဲ့ဝိညာဉ်သားရဲဖြစ်တာကြောင့် Firefall ရဲ့ပိုင်ရှင်ကလည်းလိုချင်သွားပြီးပန်ဒါကိုတိုက်ခိုက်ဖို့ Firefall ကိုအမိန့်ပေးလိုက်ပါ Firefall ကတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့ပန်ဒါကစတင်တိုက်ခိုက်လိုက်တာကြောင့်ပိုင်ရှင်ရော Firefall ပါထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်ပန်ဒါကလူကိုပါတိုက်ခိုက်လာခဲ့ပါတယ်အဲ့ဒါကြောင့်လူကပန်ဒါရဲ့တိုက်ခိုက်ချက်တွေကိုရှောင်သိမ်းလာပြီးသူ့ရဲ့ဖွဲ့သားတွေကိုပါပုံးနေကြဖို့ပြောလိုက်ပါတယ်Firefall ရဲ့ပိုင်ရှင်ကလည်းထိခိုက်ထားတဲ့သူ့ရဲ့ဝိညာဉ်သားရဲကိုကြည့်လိုက်တဲ့အခါမှာတော့ဒဏ်ရာဟာတကယ်မဟုတ်ဘဲနဲ့ပန်ဒါယူနီကွန်ရဲ့ပိုးဟင်းအောင်လှည့်စားထားမှုဆိုတာကိုကြည့်သွားခဲ့ပါတယ်အဲ့ဒီနောက်ပန်ဒါရဲ့တိုက်ခိုက်ချက်တွေကိုရှောင်တိန်ပြီးလူစီကိုချစ်ခဲ့သွားကတိုက်ခိုက်မှုတွေဟာအမှန်တကယ်မဟုတ်ဘဲပိုးဟင်းအောင်လှည့်စားထားရဖြစ်တယ်လို့လူကိုပြောလိုက်ပါတယ်Firefallကပန်ဒါကိုထပ်မံတိုက်ခိုက်လာတဲ့အခါမှာတော့ပန်ဒါကလှည့်စားလို့မရတော့ဘူးဆိုတာကိုရိပ်မိသွားပြီးသူ့မှာရှိတဲ့ဒုတ်ကိုအသုံးပြုကပြန်တိုက်ခိုက်လိုက်တာကြောင့်Firefallလည်းပန်ဒါရဲ့ဒုတ်စာမိသွားပါတော့တယ်လူကလည်းသူ့ရဲ့ဝိညာဉ်သားရဲ့တကောင်ဖြစ်တဲ့ပင်နဆိုးကိုထုတ်လိုက်ကပန်ဒါကိုတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ပန်ဒါကသူ့ရဲ့ပုံသူကြောက်တုံးနဲ့ပင်နဆိုးကိုရိုက်ပစ်ကအနိုင်ယူလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပန်ဒါကသူတို့ရဲ့ရှေ့ကနေတောက်သွားခဲ့ပါတယ်Firefallရဲ့ပိုင်ရှင်ကလည်းFirefallကိုသူ့ရဲ့မီးတော်ဆန်းကိုအသုံးပြုပြီးပန်ဒါကိုရှာဖို့အမိန့်ပေးလိုက်ပါတယ်ပန်ဒါကိုတွေးတဲ့အခါမှာတော့Firefallကတိုက်ခိုက်ဖို့ပြေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါထောင်ချောင်းတစ်ခုပြစ်နေခဲ့ပြီးပန်ဒါကFirefallရဲ့ပေါ်ကနေပေါ်လာကလက်တိတစ်ဆက်ကျွေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပန်ဒါကစိတ်ဝိညာဉ်မူးဝေစေတဲ့ဆွမ်းအားကိုအသုံးပြုကသူ့နဲ့Firefallရဲ့ပိုင်ရှင်တို့ကိုတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီအချိန်လူကရဲ့ဝိညာဉ်သားရဲ့ဖြစ်တဲ့အမွေးဘွားခွေကပန်ဒါကိုအနောက်ကနေလစ်ဝင်တိုက်လိုက်ပါတယ်။ဝေးဘဖွေးရဲ့လက်ချက်နဲ့ပဲပန်ဒါဟာမြေပြင်ပေါ်ကိုလဲကျဆုံးနေသွားခဲ့ပါ။လူနဲ့သူ့ရဲ့ပွဲကဝိညာဉ်သားရဲ့တကောင်ရပြီဆိုပြီးပျော်နေကြပါတယ်။ဒါပေမဲ့ Firefall ပိုင်ရှင်ကပန်ဒါကိုကျိုးနဲ့တုပ်ပြီးလူယူထပ်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ Firefall ပိုင်ရှင်ကအစ်ဆက်ဌာနချုပ်ကိုသွားခဲ့ပြီးသူ့နာမည်ကစုလို့ခေါ်ပြီး Mr. Yu နဲ့တွေ့ဖို့လာတာတစ်ကြောင်းခိဆောင်တွေကိုပြောလိုက်ပါတယ်။အဆောင်တွေကသူ့ကို Mr. Yu စီကိုခေါ်သွားလိုက်ပါတယ်။ Mr. Yu နဲ့တွေ့တဲ့အခါမှာတော့သူကအစင်းနဲ့ဝိညာဉ်သားရဲ့ကိုဖမ်းဆီးနိုင်ခဲ့တာကြောင့်အရန်တော်လာပဲလို့ Mr. Yu ကချီးကျူးလိုက်ပါတယ်။ပြီးတော့သူ့ရဲ့ဂိုင်းကိုဝင်ပြီးအဆောင်လို့မလားလို့စုကိုမေးလိုက်ပါတယ်အဲ့ဒီခါမှာတော့စုကအရန်ကိုဒေါသထသွားခဲ့ပြီးသူတို့ရဲ့သဘောတူညီချက်ကိုမေ့သွားပြီလားလို့ Mr. Yu ကိုမေးလိုက်ပါတယ် Mr. Yu ကလည်းသူတို့သဘောတူထားတဲ့အတိုင်းပန်ဒါနဲ့လဲမှစုရဲ့အပြာရောင် Firefall ကိုလွတ်ပေးမယ်လို့ပြောလိုက်ပါတယ်စုကလည်းပန်ဒါကို Mr. Yu စီကိုပေးလိုက်ပြီးသူ့ရဲ့အပြာရောင် Firefall စီကိုပေးသွားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ Mr. Yu ကအမိန်ပေးလိုက်တာကြောင့်အဆောင်တွေကစုနဲ့သူ့ရဲ့ဝိညာဉ်သားရဲတွေကိုစတင်တိုက်ခိုက်ကြပါတယ်စုကသူ့ရဲ့ဝိညာဉ်သားရဲဖြစ်တဲ့အမီရောင် Firefall ကိုကူညီတောင်းလိုက်တာကြောင့် Firefall ကအဆောင်တွေကိုမီးနဲ့တိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဝိညာဉ်သားရဲကြီးတကောင်ကစုရဲ့နောက်ကနေပေါ်လာပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တာကြောင့်စုကမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်နောက်တစ်ခါမှတော့လူထုတ်ဖွဲ့ကဘန်တစ်ခုကိုတွားပြီးလင်းရှောင်ကိုင်းနာမည်နဲ့စုထားတဲ့ငွေတွေကိုထုတ်လိုက်ပါတယ်ဒါပေမဲ့ငွေတွေအကုန်ထုတ်ပြီးသွားပြီဖြစ်လို့မရှိတော့ကြောင်းဘန်ဝင်နန်းကပြောလိုက်တာကြောင့်ဂျိုးကအရန်ကိုဝမ်းနေပြီးငိုနေခဲ့ပါတော့တယ်ဒါပေမဲ့လည်းလူကသူ့မှာစုထားတဲ့ငွေနည်းနည်းရှိပြီးဝိညာဉ်သားရဲတွေကိုဝယ်ဖို့သုံးလို့ရတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူထုတ်ကလည်းဈေးကိုသွားပြီးတယောက်ချင်းစီသူတို့ကြိုက်တဲ့ဝိညာဉ်သားရဲတွေကိုဝယ်ယူခဲ့ပါတယ်ဒါပေမဲ့ကုတ်ကအကြိုက်မ
တွေ့သေးရကြောင်းထပ်မံစာပွေနေခဲ့ပါတယ်ခဏကြာမှာတော့သူတို့ဖမ်းခဲ့တဲ့ပန်နာကိုဈေးထဲမှာရောင်းနေတာကိုလူတို့မြင်လိုက်ရပါတယ်ပန်နာကိုသူတို့ဖမ်းခဲ့တာဖြစ်လို့ပန်နာကသူတို့ဟာဖြစ်တယ်လို့ဆိုင်ရှင်ကိုပြောလိုက်တာကြောင့်ဆိုင်ရှင်နဲ့လူတို့ကစကားများကြပါတယ်အဲ့ဒီချိန်လောင်ရင်နဲ့ပန်နာမရှိတော့တာကိုဆိုင်ရှင်မြင်လိုက်တာကြောင့်လောင်ရင်နဲ့ကိုအေးဝင်သွားခဲ့ပါတယ်လောင်ရင်နဲ့ကိုရောက်တဲ့ခါမှာတော့ပန်နာကပြန်ပေါ်လာပြီးဆိုင်ရှင်ကိုလက်တီးစာကျွေးလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ကွတ်ကပန်နာကိုဆက်ချင်းဆက်သွယ်လိုက်ပြီးသူ့ရဲ့ဝိညာဉ်သားရဲ့ဖြစ်လာကိုတောင်းဆိုခဲ့ပါတယ်ပန်နာကလက်ခံလိုက်တာကြောင့်ပထမဆုံးအချိန်ဖြစ်ကွတ်ကသူ့ကိုယ်ပိုင်ဝိညာဉ်သားရဲ့တကောင်ကိုပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒီနောက်အပြောင် Fire Force နဲ့မီအောင် Fire Force တို့ကိုမြင်လိုက်ရတာကြောင့်စုကသူ့ရဲ့ဝိညာဉ်သားရဲ့တွေကိုပါရောင်းပစ်နေတယ်လို့ထင်ကလူကအံ့ဩသွားခဲ့ပါတယ် Fire Force တွေကိုလွတ်ပေးလိုက်တဲ့ခါမှာတော့ဖြစ်ပျက်ခဲ့သမျှတွေအားလုံးကိုလူတို့ကိုပြောပြလိုက်ပါတယ်အဲ့ဒီနောက်အစ်ဆက်မှာရှိတဲ့သူတို့ရဲ့ပန်ရှင်ဖြစ်တဲ့စုကိုကယ်တင်ပေးဖို့လူတို့ကိုတောင်းဆိုလိုက်ပါတယ်မစ္စတာယူကဝိညာဉ်ပို့ချုပ်တအုပ်နဲ့ညီမျှတဲ့အစွမ်းတွေရှိတာကြောင့်လင်္ကာကိုင်းနဲ့အစ်ဆက်ကြားမှာပြဿနာကြီးမားမားတွေဖြစ်လာနိုင်လို့အဖွဲ့သားတွေကလန့်နေကြပါဒါပေမဲ့လူကသူ့မှာအခြားအကြံစီတစ်ခုရှိတယ်လို့ပြောလိုက်ပါတယ်ပြီးတော့အဖွဲ့ဝင်တွေကိုလင်္ကာကိုင်းကိုပြန်ပြီးတစ်ပင်ကြီးတစ်ပင်စီကိုသွားဖို့ပြောလိုက်ကအဲ့ဒီမှာသူတို့အတွက်တကုတ်ကုတ်ရှိနေကောင်းပြောလိုက်ပါတယ်အဖွဲ့ဝင်တွေကလည်းလူပြောတဲ့အတိုင်းတစ်ပင်အောက်ကိုတူးကြည့်လိုက်တဲ့အခါမှာတော့စာတစ်စောင်နဲ့ဆေးပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်ခေါင်းဆောင်အောင်ဖြစ်တဲ့ဖန်ရေးထားတဲ့စာဖြစ်ပြီးစာထဲမှာတော့ဒီစာကိုတွေ့တဲ့အချိန်မှာသူဟာတည်ဆုံးသွားပြီဖြစ်ပြီးခိုင်းသားတွေဝမ်းနေနေမယ်ဆိုတာကိုသိပေမဲ့လည်းသူမရှိတော့ပေမဲ့ဘယ်တော့မှလက်မလျှော့ကြဖို့နဲ့ခိုင်းကိုပြန်လဲပေါင်းစည်းပြီးကဘာပေါ်မှာထိတ်တန်းခိုင်းဖြစ်လာအောင်လုပ်ဖို့ပြောထားပြီးခိုင်းသားတွေအတွက်အားပြည့်စေလုံးတွေကြီးစားမှုဉာဏ်စေပြီးစွမ်းရည်အများကြီးရနိုင်တဲ့စေလုံးတွေချန်ထားခဲ့ပြီးကဘာထိတ်တန်းခိုင်းဖြစ်လာတာကိုမြင်ရဖို့အမြဲတမ်းသူတို့နဲ့အတူရှိနေမယ်ဖြစ်ကြောင်းရေးထားတာကိုတွေ့လိုက်ရပါတယ်